ပြိုကျတော့မယ်အိမ်အိုကြီးထဲမှာရင်တထိတ်ထိတ်နဲ့ဆက်နေမလားဒါမှမဟုတ်ဘေးကင်းဖို့အသစ်ပြန်ဆောက်မလားလုပ်ငန်းတစ်ခုအိမ်အောင်ရေးတစ်ခုဒါမှမဟုတ်တင့်ဘဝမှာတည်မြဲမှုနဲ့ပြောင်းလဲမှုဟာဒင်းကားပြားတစ်ခုရဲ့ခေါင်းနဲ့ပန်းလိုပါပဲခွဲကြလို့မရပါဘူးလုပ်ငန်းတစ်ခုဒါမှမဟုတ်အိမ်အောင်ရေးတစ်ခုမှာစောက်ရုပ်လာတဲ့အခါ balance မညီတော့တဲ့အခါကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ခုချရပါတယ်ဘယ်သူကမှဒီအခြေအနေမျိုးဖြစ်လာမယ်လို့မျှော်လင့်ဖန်တီးခဲ့တာမဟုတ်ပေမဲ့အဲ့ဒီအချိန်မှာအများစုကစိတ်ခံစားချက်နဲ့ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်ချက်တွေကြောင့်ပြောင်းလဲဖို့တွန့်ဆုတ်တတ်ကြပါတယ်အသိဉာဏ်နဲ့ခံစားချက်ကြားကတိုက်ပွဲမှာအသိဉာဏ်ကဥဆောင်မှသာအဆိုးဆုံး0ဖြစ်မဲ့အခြေအနေကနေလွန်မြောက်နိုင်မှာပါရှေ့ဆက်ရမယ့်ခီးအောင်မြင်ဖို့အတွက်ဖြစ်တည်မှုအတိုင်းလက်ခံပြီးလှုပ်တင်တာကိုလှုပ်ရဲသူမှသာပိုကောင်းတဲ့ဘာရှင်းကိုပိုင်ဆိုင်ပြီးခရီးတွင်မဲ့လမ်းကြောင်းပေါ်မှာအဆင်ပြေစွာရှင်သန်နိုင်မှာပါမဖြစ်မနေပြောင်းလဲရတော့မယ့်အချိန်မှာသင်ရောဘယ်လိုဆုံးဖြတ်မလဲစိတ်ခံစားချက်နောက်ပဲလိုက်မလားပတ်ဝန်းကျင်ရဲ့အတန်တွေကိုဂရုစိုက်မလားအသိဉာဏ်နဲ့သင်ရဲ့စင်ញင်သုံးသပ်မှုကိုအဓိကထားမလားဖြစ်တည်မှုအတိုင်းလက်ခံပြီးလှုပ်တင်တာကိုလှုပ်ရဲသူအတွက်ပြိုလဲမဲ့အဖြစ်တွေကနေရှောင်ရှားနိုင်မယ်ဆိုတာကျွန်တော်ကိုတွေ့ပါပဲ